ပါဗျာဒီနေ့ကတော့ဒီရက်ကွက်ထဲမှာတိုက်ဆိုင်တာလေးတွေ့လို့အဲ့ဒါလေးကိုပြောပြကြလို့ဒီမှာမြင်ရတာမသိဘူးဗျာ safety ကုန်းတွေချကြတယ် safety ကုန်းဒီဘက်မှာဆိုတဲ့3ကုန်းဟိုဘက်မှာဆိုတဲ့3ကုန်းလမ်းလေးမှာချပေးထားတယ်အဲ့ဒီဟာကသူတို့ construction zone ဆိုပြီးတော့အစိုးရလုပ်ငန်းတစ်ခုလုပ်เสียရှိလို့ပေါ့ဒီမှာအဲ့ဒီဟာကိုအဲ့ဒီနားလေးကိုမရဲရဘူးလို့သတ်မှတ်တာဒါရက်ကွက်လမ်းမယ်နော်ရက်ကွက်ထဲမှာအဲ့ဒီနားလေးကလွဲလို့ကြံတဲ့နေရာကြီးကြည့်လိုက်ကားကိုအပြည့်ပဲရအဲ့ဒီနားလေးတွေဒီနားလေးတွေသူသတ်မှတ်ထားတဲ့နေရာလေးကြီးကလွဲကြံတဲ့ဟာအပြည့်ရထားတယ် safety guns ကြော်အနေရတော့ဒီမှာလုပ်ငန်းလုပ်တည်ဖြစ်စေမလုပ်တည်ဖြစ်စေသူကမရဲရဘူးလို့သတ်မှတ်လိုက်တယ်ဆိုရင်သူကလုံးဝမရက်ဘူးဗျာဒီနေရာလေစီကန်းရှိရပြောရတယ်ဗျာအဲ့ဒီမှာရတယ် safety gun မှာဒါလေးတွေရေးထားတယ်temporary no parking ဆိုပြီးတော့အဲ့လိုလေး safety gun လေးမှာအဲ့လိုလေးရေးထားပြီးတော့ဒီနားမှာသူတို့ဟိုလေးရောသူတို့စာလေးရောအဲ့ဒါလေးဘယ်နာဘာလုပ်မလဲဆိုတဲ့ဟာလေးသူတို့အထားလေးဒီမှာကမနက်9 နာရီကနေပြီးတော့ညနေ4 နာရီမရက်ရအောင်နောက်ပြီးတစ်ခုပြောချင်တာကဒီနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ရက်ရယ်လရယ်ခုနှစ်ရယ်ရေးတယ်ဒီနိုင်ငံမှာကျတော့လကိုအရင်ဆုံးရေးတာဒါ9လပိုင်း14ရက်ကနေပြီးတော့9လပိုင်း16ရက်နေ့ထိဒီ construction zone အောင်သတ်မှတ်ထားတဲ့အတွက်ဒီနားမှာ4 နာရီကနေပြီးတော့9 နာရီအတွင်းဘယ်ရင်မှမရဲရဘူးဆိုပြီးတော့သတ်မှတ်ထားတယ်ကျွန်တော်မြန်မာနိုင်ငံမှာတော့ရက်ကအရင်ဆုံးလာတယ်နောက်ပြီးကြမှာလာပြီးတော့မှခုနှစ်သူကကြတော့လကိုအရင်ဆုံးလာတယ်လာပြီးတော့မှရက်ပြီးတော့မှခုနှစ်ဆိုပြီးတော့လာတာကြအဲ့လိုပေါ့9 လပိုင်း16ရက်2025အဲ့လိုပုံစံသွားမှာကြည့်လိုက်အဲ့ဒီ safety gun လေးတွေကနေလွဲရင်ကျန်တဲ့နေရာမှာကားအပြည့်ရှိတယ်ဒီမှာဆိုလဲကားအပြည့်ရှိတယ်ဒီကုန်းလေးတွေဒီတို့စီးမှတ်ထားတဲ့နေရာလွဲလို့ကျန်တာတွေကကားအပြည့်ရှိတယ်မြန်မာနိုင်ငံမှာဆိုတော့အဲ့ဒါတွေဘာမှမသိဘူးဒီမှာက store sign လို့ပါဥဆိုလဲရက်ကိုရက်ပေးရတယ်ကားရှိမရှိ store sign ရောက်ပြီဆိုရင်လည်းရက်ပေးရတာပေါ့မရက်ဘူးဆိုရင်လည်းကျွန်တော်တို့ရဲမြင်လဲတကက်ထီရပေါ့တခါတလေရဲမဟုတ်ဘဲနဲ့ CCTV တို့ဘာလို့ရှိတယ်ဆိုရင်လည်းအဲ့ဒီတကက်ထီရပေါ့ဒီဟာလည်းသူ့အချိန်အတွင်းမှာလုပ်ငန်းလုပ်တည်ဖြစ်စေမလုပ်တည်ဖြစ်စေသူအဲ့ဒီလို့တတ်မှတ်ထားရတော့ဘယ်သူမှလည်းမရက်ကြဒါပေမဲ့သူ4 နာရီနောက်ပိုင်းတော့ရက်လို့ရတယ်ပေါ့ခုတော့9 နာရီရှိပြီည9 နာရီရှိပြီဒါပေမဲ့ဘယ်သူမှမရက်ပါဇရာကံမှာဆိုလို့ဟုတ်ကဲ့ပါကြပါလေ